ဆရာမင်းသိခါမူလဇာတာနမူနာအဟောင်းတိဇာတာရှိဆရာမင်းသိခါအတွက်အခြေခံကြိုယက်တီယာတင်နဝင်းယက်တီမှုဇာတာရှိဆရာမင်းသိခါဒီကရကလက်ကစမ်းမီထုံအရှိတိုင်းအရာယာဒီဖွားဖြစ်ဒီ35ဇော်လာ1939ထိမွေချေရှင်းနာရီ3ညမိနစ်3ညစက္ကန့်တနင်္ဂနွေနေ့လောင်ကြည့်သူ96ဒီဂရီ7မိနစ်3ညစက္ကန့်လက်တီသူ16ဒီဂရီ49မိနစ်3ညစက္ကန့်စံတော်ချိန်ကွာခြားချက်6.5နာရီမြို့နိုင်ငံတွင်မွေးဖွားသူအထွတ်တနင်္ဂနွေသည်အကျဉ်းခက်6လုံးတွင်ရက်တည်နေသည်ရှိဟုနက်ခတ်ပိုင်ဖြစ်သည့်တနင်္ဂနွေမေထုံရာသည့်တွင်ရက်တည်သောအတန်းဆက်တစ်တန်ချတာပတိနဝီစီနဝင်းမေအင်ရက်6အကျဉ်းခက်ရာဟုပိုင်အလုတ်အကန်ချမ်းမာရေးတွင် ID software စနစ်ပိုင်းဓာတုပေတာနှင့်ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းကြီးများတွင်အကြီးအကဲဖြစ်တတ်သည်စီးပွားရေးအမွေအနှစ်တွင်ခေတ်ရှိပြေးသောနည်းပညာသို့မဟုတ်ရှို့ဘက်သောကုန်သွယ်မှုများမှမပြောလင့်ပဲဝင်ငွေအလုံးအရေးရမည်အသက်ပညာအဆင့်မြင့်ပညာတွင်အမှားရှာဖွေပြင်ဆင်မှုဆိုင်ပါလုံခြုံရေးနှင့်ဗျူဟာမြောက်အသက်ပညာရပ်များတွင်ထူးချွန်မည်ဝဝအချိုးအကွေ့တွင်အကြံအတီးကြီးတစ်ခုကိုအခွင့်အရေးပြောင်းလဲလိုက်ခြင်းဖြင့်ဝဝအစိတ်အတန်းကောင်းမွန်စွာပြောင်းလဲသွားမည်လူမှုရေးအစိတ်အတန်းတွင်ခေတ်မီစမ်းသစ်သောအသွေးအခေါ်ရှိသည့်မိတ်ဆွေများနိုင်ငံခြားသားများချင်းချိတ်ဆက်မိမည်မသိစိတ်ထဲတွင်ရိုးရိုးဝင်ငွေလမ်းကြောင်းများကိုညီငွေပြီးပေါကျော်သောနီလန်းသစ်များဖြင့်အောင်မြင်မှုကိုရယူလိုစိတ်ရှိသည်တနင်္ဂနွေသည်ရာဟုပိုင်နက်ခတ်ပေါ်ရောက်သဖြင့်ကုန်သိက္ခာပိုင်းစောက်တည်ရာတွင်မုံတိုင်းအနေငယ်ကြုံရတတ်တော်လဲဤပညာဖြင့်ပြန်အောင်မြင်မည်တနင်္လာဒီဟတတာနက်ခတ်ဆက်သောလုံးတွင်ရက်တည်နေသည်ခေလာနက်ခတ်ပိုင်ဖြစ်သည့်တနင်္လာကံရာသီတွင်ရက်တည်သောအတန်3တန်တနင်္လာနဝင်းစီမေအင်ရက်ကတိနဝင်း73ဟာဟထနက်ခတ်တနင်္လာကိုပိုင်းနက်ခတ်ပိုင်ရှိအလုတ်အကန်ကျမ်းမာရေးတွင်လက်မှုပညာဝจีဒီဇိုင်းပေတင်လက္ခဏာပညာစရင်အင်းနှင့်ပါနတ်သောရောင်းဝယ်မှုများကိုဥဆောင်မည်စီးပွားရေးအမွေအနှစ်တွင်ကိုယ်တိုင်ထုတ်လုပ်သောပစ္စည်းများအလားစင်ကုန်ပစ္စည်းများနှင့်အိမ်သွင်းဆက်မှုလုပ်ငန်းများမှအကျိုးအမြတ်ရမည်အသက်ပညာအဆင့်မြင့်ပညာတွင်လက်ဖြာအာယုံခံမှုပညာအသေးစိတ်စရင်အင်းပညာချင်းကိုယ်တိုင်ရောင်းဝယ်မှုအတတ်တွင်ထူးချွန်မည်ဝဝအချိုးအကွေ့တွင်မိမိကိုယ်တိုင်လက်တွေ့ဖန်တီးလိုက်သောထုတ်ကုန်အသစ်တစ်ခုကြောင့်ဝဝရည်မှန်းချက်များအရှိန်အဟုန်ဖြင့်အောင်မြင်မည်လူမှုရေးအစိတ်အတန်းတွင်လက်တွေ့ချအလုံးလုံးတတ်သောမိတ်ဆွေများစီမံခန့်ခွဲသူများအလဲတွင်ထင်ရှားလေးစားခံရမည်မသိစိတ်ထဲတွင်အောင်မြင်မှုရှာဖွေရတဲ့အသေးစိတ်အချက်အလက်မှန်သည်များမိမိလက်ထဲတွင်ရှိနေမှသာစိတ်ချရသည်ဟုခံယူထားတတ်သည်တနင်္လာသည်မိမိကိုယ်ပိုင်နက်ခတ်ပေါ်ရောက်ရှိခြင်းဖြစ်၍စိတ်ကူးဉဏ်စမ်းသစ်ပြီးလက်မှုပညာဗေဒင်ပညာတို့ဖြင့်အလွန်ကြော်ကြားတတ်သည်အင်္ဂါဒီတယဝံတနက်ခတ်31လုံးတွင်ရက်တည်နေသည်ခေလာနက်ခတ်ပိုင်ဖြစ်သည့်အင်္ဂါမကာယရာသီတွင်ရက်တည်သောအတန်9တန်အင်္ဂါနဝင်းစီကတိနဝင်း31တယဝံနက်ခတ်တနင်္လာပိုင်းအလုတ်အကန်ကျမ်းမာရေးတွင်သင်ကြားရေးသတင်းမီဒီယာစာပေထုတ်ဝေရေးအတန်တွင်လုပ်ငန်းကြီးများတွင်ရိုက်တာဖြစ်မည်စီးပွားရေးအမွေအနှစ်တွင်အသိပညာဗဟုသုတအယောင်အဝယ်ပြန်ကြားရေးလုပ်ငန်းနှင့်ပညာရေးပစ္စည်းများမှအကျိုးအမြတ်ရမည်အသက်ပညာအဆင့်မြင့်ပညာတွင်သူတစ်ပါးစကားကိုနားထောင်စီစစ်မှုပညာအတန်လိုင်းဆက်သွယ်ရေးနှင့်သင်ကြားပြသမှုအတတ်တွင်ဆရာဖြစ်မည်ဝဝအချိုးအကွေ့တွင်မိမိ၏ရေးသားချက်သို့မဟုတ်ဟောပြောချက်တစ်ခုကြောင့်ဝဝရည်မှန်းချက်များကျင့်ကုန်သတင်းများအကြီးအကျယ်ပွင့်မည်
လူမှုရေးအဆင့်အတန်းတွင်ဗုဒ္ဓပညာရှိသောမိတ်ဆွေများအဆင့်အမြင့်လေ့လာနေတတ်သောစာပေစံသူများချင်းကိုရက်ခိုင်မာမည်မသိစိတ်ထဲတွင်ကိစ္စရပ်များကိုဆုံးဖြတ်ရတိုင်းပတ်ဝန်းကျင်ထံမှဗဟုသုတအသစ်များကိုသေချာနားထောင်ပြီးမှဆုံးဖြတ်လိုသောစိတ်ရှိသည်အင်္ဂါသည်တနင်္လာပိုင်းတရားဝင်နက်ခတ်ပေါ်ရောက်သဖြင့်အကြအမြင်ဗဟုသုတဉာဏ်ပညာအလွန်ကြီးမားပြီးလူချစ်လူခင်ပေါ်များတတ်သည်